Hi folks နော်ဒီနေ့ပြချင်တဲ့တစ်ခုကဘာလဲဆိုတော့ခွက်နဲ့တေခွင်းပေါ့ခွက်နဲ့တေခွင်းဘယ်လိုလေးအောင်ဆိုတော့ကြတော့ဒီမျိုးပါခွက်ရဲ့လက်ကရနေတေခွင်းရလို့စပြီးတော့ပတ်ထားတယ်ပတ်ထားတော့မှလူမျိုးတစ်ပတ်တေခွင်းပတ်သွားတယ်ပတ်သွားပြီးတော့အဆုံးမှာကျတော့ဒီလက်ကိုက်မှာပဲတေခွင်းဒီမျိုးလာဆုံးတယ်ပေါ့ဒီမျိုးပေါ့လက်ကရနေပြီးတော့လူစားတယ်ခွက်ကိုတစ်ပတ်ပတ်ပြီးတော့လက်ကိုက်မှာပဲဒီခွင်ကလူလာဆုံးတယ်ပေါ့လက်ကန်ကျိုးနေဆိုရင်တော့ဒါဒီလိုဒီကနေစပြီးအပေါ်ကနေစပြီးတော့ဒီအောက်ကိုပတ်လိုက်ဖို့ဆိုတာလွယ်တယ်ပေါ့ကွာလက်ကန်ရလည်းကျိုးနေပြက်နေမှာမဟုတ်ဘဲနဲ့ဒီလိုဆိုကြတော့နည်းနည်းဆန်းတာပေါ့ဟုတ်ပါပြီအဲ့ဒါမှဘလို့ဒီခွင်းနဲ့အဲ့လိုမျိုးဘလို့ပတ်ရအောင်ဆိုတော့တည့်ရသူလည်းတည်ပြီးသားဖြစ်မှာမတည့်ရသူလည်းစမ်းနေတယ်ဆိုရင်ဗီဒီယိုခဏလေးပေါ်စားပြီးတော့ဒီခွင်းနဲ့ခွက်တစ်ခုရှာပြီးတော့စမ်းရင်စမ်းကြည့်ပေါ့โอเคအဲ့လိုမျိုးပတ်နေပုံစံဖြစ်သွားအောင်ပေါ့ဘယ်လိုလုပ်တုံးဆိုတော့ကြတော့မခွက်ပေါ့ခွက်ကိုဒီခွင်းလို့ရင်ဆွတ်လိုက်ပေါ့ဆွတ်လိုက်ပြီးတော့တစ်ဖက်ကိုဒီဘက်တစ်ဖက်ကိုဒီအပေါ်ပတ်လိုက်ဒီဘက်အောက်တစ်ဖက်ကိုကြတော့ဒီအောက်ကိုပတ်လိုက်ရင်အဲ့တန်းဖြစ်သွားโอเคတစ်ခေါက်ပြင်ပြရမယ်ဒီခွင်းကိုဒီလက်ကင်ခွင်းနဲ့ထည့်ပြီးတော့ဒီတစ်ဖက်ကအပေါ်ချမ်းကိုဒီတိုင်းဆွတ်လိုက်ဒီအောက်တစ်ဖက်ကအောက်တစ်ချမ်းကိုလည်းဆွတ်လိုက်ထားတာဟုတ်ပါပြီဒီအလေးအဲ့ဒီအကွက်လေးပြခြင်းတော့ပါတည်ခွင်းနဲ့ခွက်နဲ့ပေါ့ဟုတ်ပါ Thanks for watching see you later alligator